နေ့ဗီဒီယိုမှာတော့အိမ်မှာအလွယ်တကူလို့စားလို့ရပြီးစားလို့လည်းအရင်ကောင်းတဲ့ကိုရကြောက်ဦးကျော်လိတ်ကိုအကျဉ်းအနုကွယ်လို့ကျွေးဖြစ်ပါတယ်ဒီကြောက်ဦးလိတ်ခါဆိုရင်တော့ကလေးရောလူကြီးရောအရင်ကြိတ်ကြပါတယ်။အောင်ပစ္စည်းကတော့ခဲရောချက်သွနီချက်သွမိတ်ကြောက်ချောင်းလို့ဖြစ်ပါတယ်။အရင်ဆုံးခဲရောချက်သွနီချက်သွမိတ်ကြောက်ချောင်းတို့ကိုတောက်ဆင်ပေးထားလိုက်ပါတယ်။ကဲအခုဆိုရင်တော့တောက်ဆင်ထားတဲ့ခဲရောချက်သွနီချက်သွမိတ်ကြောက်ချောင်းတို့ကိုပကံလုံးထဲမှာမိမိလိုတလောက်ထည့်ပြီးကြောက်ဥကိုလိုတလောက်ဖောက်ထည့်ပါမယ်ပြီးရင်တော့ကျစအရသာအတွက်တော့စားဟင်းချုံမုံငရုတ်ကောင်းမုံငရုတ်ချောင်းမုံနည်းနည်းထည့်ပြီးရောတမမွေလိုက်ပါတယ်ရောတမမွေပြီးဆိုရင်တော့စကြော်လို့ရပါပြီမီးကိုခက်အေးအေးလေးနဲ့စီနည်းနည်းလေးထည့်ကြော်ရမှာဖြစ်ပါတယ်ကြော်တဲ့အခါဆိုရင်တော့ဒီလိုမျိုးဇွန်းနဲ့ချောင်းလောက်လိုပါမယ်ဒါမှလိတ်တဲ့ခါပုံမှာဖြစ်မယ်နဲ့အနေမှာဖြစ်ပါတယ်ကျစမှာတော့ဇွန်းတစ်ချောင်းလေးရှိတော့မို့ပုံနည်းနည်းလေးပြတ်တော့ပါတယ်ဒါပေမဲ့ကျစကတော့ဒူလေးနဲ့ပြန်လိတ်လိုက်တော့အဆင်ပြေတော့ပါတယ်ကဲအခုဆိုရင်တော့စားချင်စရာကောင်းပြီးစားလို့လည်းအရန်ကောင်းတဲ့ကိုရီးယားကြောက်ကြော်လိတ်လေးရပါပြီလောက်ရတဲ့လက်လွယ်ကူရှင်ပြီးစားလို့လည်းအရန်ကောင်းတော့မို့လှုပ်ရှားကြည့်ဖို့အကြံပြုပြစေကြည့်ရှုပေးတဲ့တယောက်ချင်းစီနိုင်ကိုကျေးဇူးအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းလာရောက်ကြည့်ရှုပေးဖို့မေတ္တာခံပါစေအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ပြန်ဆုံကြမယ်ဘိုင်ဘိုင်